အခုချိန်ကနေစပြီးတော့မိမိရဲ့စိတ်ကိုရှော့ချထားပြီးတော့တက်တောင့်တက်တာလိုက်ပါခံစားနားထောင်ကြည့်ပေးပါအခုချိန်မှာတင်းရဲ့ရင်ထဲမှာဘလောက်တောင်မွန်းကျက်ပြီးတော့နာကျင်နေမလဲဆိုတာခံစားလို့ရပါတယ်အားလုံးကိုအောင်ကြီးထားဖို့မလိုပါဘူးကဲအရင်ဆုံးခန္ဓာကိုယ်ကိုတက်တောင့်တက်တာဖြစ်မဲ့အနေထားမှာထိုင်လိုက်ပါသို့မဟုတ်လဲလျောင်းလိုက်ပါမျက်လုံးလေးကိုလည်းမှိတ်ထားပေးပါအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါပြီးရင်ပါးစပ်ကနေလေကိုဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်ပါကိုယ့်ရဲ့ရင်ထဲမှာဒေါသတွေဝမ်းနည်းမှုတွေရှက်ရွံ့မှုတွေကိုခံစားနေရတယ်မို့လားအဲ့ဒီခံစားချက်တွေကိုအတင်းတွန်းလှန်ဖို့လည်းမကြိုးစားပါနဲ့နော်ငိုချင်ရင်စိတ်ရှိလက်ရှိငိုချလိုက်ပါအခုလောလောဆယ်ကိုယ်ပိုင်နဲ့ရှိနေတဲ့9မိနစ်အတွင်းမှာလူစမ်းကောင်းလုပ်နေဖို့မလိုပါဘူးဟာငါအရန်ခံရခက်နေတယ်ဆိုတာကိုပဲအရှိကိုအရှိတိုင်းလက်ခံပေးလိုက်ပါအခုသင်ခံစားနေရတာတွေအားလုံးကမှန်ကန်ပါတယ်အတကူပုံမှန်လေးပြန်ရှူပါအခုကိုယ်ပိုင်ပြောနေတဲ့စကားကိုတေချာလေးအာရုံစိုက်ပြီးတော့နားထောင်ပေးပါဒီအပိုင်းတွင်မှာငါပါလိုအပ်သွားလို့လဲငါကြောင့်လားဆိုပြီးတော့ကိုဘယ်နှချိန်လောက်အပြစ်တင်မိလဲအဲ့ဒီအတွေ့အကြုံကိုအခုခေတ္တခဏရပ်တန့်လိုက်ပါတေချာစဉ်းစားကြည့်အောင်ဆက်ဆံရေးတစ်ခုမှာလိုအပ်ချက်တွေအစင်မပြေမှုတွေရှိနိုင်တာတဘာဝပါပဲဒါပေမဲ့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ဖောက်ပြန်ခြင်းဆိုတဲ့လမ်းညွှန်ချက်ကိုရွေးချယ်ခဲ့တာဟာသူ့ရဲ့လွတ်လပ်တဲ့ဆုံးဖြတ်ချက်တတ်ပါပဲတင်ကြောင်မဟုတ်ပါဘူးဒါဟာသူ့ရဲ့စာရိတ္တနဲ့သူ့ရဲ့ရေးချယ်မှုအမှားပါပဲတင်ဘလောက်ပဲပြည့်စုံနေပါစေဖောက်ပြန်ခြင်းတဲ့သူဟာကြောင်းပြချက်ရှာပြီးတော့ဖောက်ပြန်မှာပါပဲဒါကြောင့်တင်ရဲ့တန်ဖိုးကိုသူ့ရဲ့သစ္စာမဲမှုနဲ့တွားပြီးတော့မနှိုင်းရှင်ပါနဲ့တင်ဟာအချိတ်ခံရဖို့သစ္စာရှိမှုကိုရရှိဖို့ရှာခိုင်နှုံးဖြစ်ထိုက်တန်တဲ့သူဖြစ်နေတော့မှာပဲအခုတင်းရဲ့ရင်ဘတ်ပေါ်ကိုလက်လေးတစ်ဖက်ကိုတင်ကြည့်လိုက်ပါကိုယ့်ရဲ့နှလုံးခုန်တန်းကိုခံစားကြည့်ပါဒီနှလုံးသားလေးဟာတန်ရာတွေနဲ့သွေးထက်တန်ယူဖြစ်နေရှာပါပြီသူတစ်ပါးကဖြက်စီးသွားလို့နာကျင်နေရတဲ့ကိုတနာစရာကလေးငယ်လေးတယောက်လိုမြင်ကြည့်ပေးပါကျွန်တော်တို့ဒီကလေးငယ်လေးကိုထပ်ပြီးတော့အနာခံလို့မဖြစ်တော့ဘူးမလားဒါကြောင့်အခုလောလောဆယ်မှာသူ့ကိုခွင့်လွှတ်နိုင်မလားပြတ်နိုင်မလားဆိုတဲ့အနာဂတ်ကိစ္စတွေကိုခေါင်းထဲကနေထုတ်ထားလိုက်ပါလက်ရှိခဏမှာပဲကိုယ့်ရဲ့စိတ်ကိုဘယ်လိုကာကွယ်မလဲဘယ်လိုကုသမလဲဆိုတာကိုပဲစဉ်းစားကြရအောင်သူစီယာဖုန်းနဲ့ message တွေကိုမမြင်ရအောင်ခစ်တာဘလော့ထားမလားဒါဟာသူ့ကိုရက်စက်တာလည်းမဟုတ်သလိုကိုလည်းရက်စက်တာမဟုတ်ပါဘူးဒါကကိုကာကွယ်တဲ့စီးပေါင်တစ်ခုခတ်လိုက်တာပါဒီနေ့အတွက်အာဟာရရှိတာလေးတွေစားမယ်ရှေးမိုးချိုးမယ်ပြီးရင်စိတ်ပန်းပြေမယ်အရာလေးတွေတစ်ခုခုဥပမာတချင်အေးလေးနားထောင်နေတာသို့မဟုတ်လမ်းလျှောက်တာလုပ်ပါမယ်အခုကနေစပြီးတော့ကိုအလိုလိုက်ပြီးတော့ဂယုစိုက်ပေးဖို့အချိန်တန်ပါပြီအတကိုပြင်းပြင်းဆက်ရှူနေပေးပါပြီးရင်အားရပါရလေတွေကိုတဝါးကြီးပြန်မှုတ်ထုတ်လိုက်ပါဒီနေ့ကုထုံးအပြီးမှာအားလုံးချက်ချင်းကောင်းသွားမှာမဟုတ်ဘူးဆိုတာကိုပိုင်တို့သိပါတယ်နာကျင်မှုတွေကလှိုင်းလုံးတွေလိုခဏပြန်တက်လာအောင်ပါဒါပေမဲ့လှိုင်းနေပြန်တက်လာတိုင်းအခုလိုပဲအသက်ရှူပြီးတော့ကိုပြန်ထိန်ပါဒီအဖြစ်ပြဟာသင်ဘဝရဲ့စာမျက်နှာတစ်ခုတက်ပါပဲဘဝကြီးတစ်ခုလုံးနဲ့မသက်ဆိုင်ပါဘူးသင်မှာလှပတဲ့အနာဂတ်စာမျက်နှာတွေကိုကိုယ်တိုင်ပြန်ရေးပြင်ဆင်ခွင့်ရှိပါတယ်
တရက်ကိုတလန်းချင်းစီပဲသွားကြတာပေါ့သင်ဟာအခုထပ်ပို့ပြီးတော့ပိုတန်မာလာမှာပါအခုမျက်လုံးလေးကိုဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်လိုက်ပါဒီနေ့အတွက်ကိုတိုင်ပင်ကုစားပေးနိုင်ခဲ့လို့ဂုဏ်ယူလိုက်ပါ